Hello မင်္ဂလာပါဒီဗီဒီယိုဖိုင်လေးထဲမှာတော့ if function ကို any or နဲ့တွဲသုံးတဲ့ဟာလေးပြောပါမယ်အဲ့တော့ if function အရှိရဗီဒီယိုမှာတော့အခြေခံ if function ပုံစံပေါ့နော်အဲ့ဒါလေးပြောခဲ့တယ်ပေါ့အဲ့ဆို if ကိုသုံးပြီးဆိုရင်အနည်းဆုံး true false ဆင်မဲ့အကြောင်းအရာတစ်ခုပါရမယ်ပြီးတော့ true အတွက်ပေးခြင်းတဲ့အဖြစ်တစ်ခုရှိမယ် false အတွက်ပေးခြင်းတဲ့အဖြစ်တစ်ခုရှိမယ်ပေါ့ဒါအခြေခံအကြဆုံး if function ပုံစံပေါ့နော်ဒီလိုတိုက်စီရမယ့်အကြောင်းအရာတစ်ခုထပ်ပိုလာခဲ့ပြီးပိုလာပြီးဆိုလို့ရှိရင်ဆိုတော့ any or နဲ့တွဲသုံးလို့ရမယ်ပေါ့နော်အဲ့ဆိုဘယ်လိုအခြေအနေမျိုးလဲဆိုရင်ဒီ file လေးမှာကြည့်ရအောင်ပါအဲ့ဆို grade မှာ grade တွက်မယ်ပေါ့အဲ့ဆိုဒီ table ပုံစံလေးကကြတော့အမှတ်စင်းတွေပါမယ်ပြီးသွားလို့ရှိရင်ဒီအမှတ်စင်းတွေကိုကြည့်ပြီးတော့မှအောင်နေကြတယ်ခွဲထားရှိတယ်အခု grade အဆင့်သတ်မှတ်မယ်ပေါ့နော်အဆင့်ခွဲမယ်အဲ့ဆိုအဆင့်ခွဲတာဘယ်လိုလူတွေကိုခွဲမလဲဆိုတော့အဆင့်ကဘယ်နှမျိုးလောက်ပေးမလဲဆိုလို့ရှိရင်ဒီအောင်တဲ့အကြောင်းသားတွေကိုအဆင့် ABC 3မျိုးခွဲပေးမယ်ပေါ့နော်အောင်တဲ့အကြောင်းသားတွေအဆင့် ABC ခွဲပေးမယ်ဆိုတော့အဆင့် ABC ကအောင်တဲ့ကျောင်းသားတွေအတွက်ပေးမယ်ဆိုတော့ကြားတဲ့ကျောင်းသားတွေအတွက်ကြတော့ဘာမှမပေးဘူးပေါ့ကြားတဲ့ကျောင်းသားတွေအတွက်ကြတော့ဘာမှမပေးဘူးဒါပေးခြင်းတဲ့အဖြစ်ကဘယ်နှမျိုးရှိလဲဆိုတော့၄မျိုးရှိရပေါ့နော်အဲ့ဆိုအောင်တဲ့ကျောင်းသားတွေ ABC ပေးမယ်ဆိုတော့ grade အကွက်မှာဒီ result အကွက်ကိုကြည့်လိုက်မယ်ဒီမှာအောင်နေဆိုလို့ရှိရင်သူ A ပေးရမလားဒါမှမဟုတ် B ပေးရမလား C ပေးရမလားဆိုပြီးတော့တိတိကျကျဆုံးဖြတ်ပေးလို့မရဘူးပေါ့နော် result တစ်ခုတည်းကိုကြည့်ပြီးတော့A B C ပဲတစ်ခုပေးရမလဲဆိုပြီးအဖြေကိုဓာတ်ရိုက်ဆုံးဖြတ်လို့မရတာမလို့ဘယ်ဟာနဲ့တွဲပြီးဆုံးဖြတ်ဖို့လို့လဲဆိုရင်အမှတ်စင်းကိုကြည့်မယ်ပေါ့သူအောင်လဲအောင်တယ်အမှတ်စင်းကလည်းအမှတ်ကလည်းကောင်းတယ်ဆိုလို့ရှိရင်သူ A ပေးမယ်ပေါ့နော်အဲ့တိတိကျကျသတ်မှတ်မယ်ဆိုရင် results မှာအောင်တယ် average မှာ85မှတ်ကျော်ရင် A ပေးမယ်ပေါ့နောက်တစ်ခုကresults မှာအောင်တယ်65မှတ်ကျော်ရင် B ပေးမယ် results မှာအောင်တယ်40ကျော်ရင် C ပေးမယ်အဲ့ဒါထက်နည်းသွားပြီဆိုရင်တော့အဆင့်သတ်မှတ်မပေးတော့ဘူးပေါ့အဲ့လိုဆိုတော့ကန့်သက်ချက်က A B C ဘာမှမပေးတဲ့အဆင့်တစ်ခုပေါ့နော်ဆိုတော့ဒီဟာတွေကိုပေးဖို့အတွက်ကြတော့ result တစ်ခုတည်းနဲ့ဆုံးဖြတ်လို့မရတော့ဘူး average ပါတွဲပြီးသုံးဖို့လိုလာပြီအဲ့ဒါဆိုပုံမှန်အခြေခံ if function တစ်ခုလိုမျိုးပဲဒီအကြောင်းအရာတစ်ခုထပ်ပိုလာတာဖြစ်တဲ့အတွက် and ရ or ရတွဲသုံးဖို့ရှိရဲ့ဆိုရင် n ကိုသုံးရမလား or ကိုသုံးရမလားဆိုတော့ကိုပေးချင်တဲ့အဖြေ ABC မှာဘယ်လိုပေးမလဲဆိုအောင်လဲအောင်ရမယ်85မှတ်လဲကြောရမယ်အဲ့ဒီခါကျမှA ကိုပေးချင်တာပေါ့နော်တခုသို့မဟုတ်အောင်လဲရတယ်85မှတ်ကျော်ရင်လဲရတယ်အဲ့လိုမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ဒီ n ကိုသုံးမယ်ပေါ့နော် n နဲ့တွဲသုံးလိုက်ပြီဆိုရင်ဒီလိုတိုက်ရမယ့်အကြောင်းအရာတစ်ခုထပ်ပို့ပြီးဆိုရင် n ကိုတွဲသုံးလို့ရတယ်ဆိုတော့နမူနာအနေနဲ့ကကြတော့ဒီမှာ t 3လုံးပေးထားရပေါ့သဘောကဒီလို true false ရနိုင်တဲ့အကြောင်းအရာ3ခုစစ်လိုက်လို့3ခုလုံးမှန်တယ်ဆိုရင်ဒါ true ဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်အဲ့ဆို n နဲ့စစ်ပြီးဆိုလို့ရှိရင်တော့3ခုစစ်တယ်ဆိုရင်3ခုမှာတစ်ခုလောက်မှားတယ်ဆိုရင်လည်းသူကမှားတယ်ပေါ့နော် false ဖြစ်သွားမယ်အဲ့စပြီးတွေ့ကြည့်အောင်ပါ great ဖြေလို့ရင်းတဲ့ကွက်မှာညီမချင်းစထည့်လိုက်ပါမယ် IFANDN နဲ့တွဲသုံးမယ်အကြောင်းအရာတစ်ခုထည့်ပို့တာမို့လို့ပြီးတော့ average အမှတ်ကအမြင့်ဆုံးအဖြေတစ်ခုထပ်ပို့ပြီးပေးဖို့လိုလာပြီဆိုရင်အမြင့်ဆုံးမှတ်ကိုအရင်ထားမယ်ပေါ့နော်ကြီးစင်ငယ်လိုက်ပုံစံသွားရမယ်85မှတ်ရဲ့ result ကတော့အောင်တဲ့သူဖြစ်ရမယ်အဲဆိုလို့ရှိရင်85မှတ်လဲ average က85မှတ်ကျော်တယ် result မှာလည်းအောင်နေဆိုရင်သူအဆင့် A လို့ပေးလိုက်မယ်ပေါ့နော်ဆိုပေးချင်တဲ့အဖြေကစာသားဖြစ်နေတဲ့အတွက်ကြောင့် infinite comma အပိတ်ဖွင့်နဲ့ A လို့ထည့်ရေးမယ်ပြီးတော့အရှိကresult တွက်ခဲ့တယ်လို့မျိုးပေါ့အောင်နေပြီးရင်ကြတယ်ဆိုတဲ့အဖြေ B ဆိုတဲ့အဖြေကိုတန်းပေးလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့85မှတ်ကျော်တယ်အောင်တဲ့သူတွေအားလုံး A ပေးမယ်ဒါမှမဟုတ်ရင်85မှတ်တဲ့နည်းတဲ့သူပဲဖြစ်ဖြစ်ကြားတဲ့သူတွေပဲဖြစ်အားလုံးကို B ပေးတဲ့ပုံစံဖြစ်သွားမှာမို့လို့အဖြေတစ်ခုဓာတ်ရိုက်မပေးဘဲနဲ့ formula ပြန်ထည့်မယ်ပေါ့ formula ပြန်ထည့်တဲ့အခါဒီနောက်မှာတစ်ဆက်တည်းတွဲရိုက်လဲရတယ်ပိုပြီးရှင်းလင်းဖြစ်သွားအောင်ဆိုရင် order enter နဲ့ဆင်းလိုက်မယ်ပေါ့နော် if ဆိုပြီးဆက်သွားတယ် ANDN အပေါ် formula အတိုင်းပဲပြန်လာတယ်ညီမချင်းအောင်တစ်ခုတည်းပဲเนาะအဲ့ဆို average ကွက်ကိုပြန်နှိပ်တယ် average မှာတော့ဒီတစ်ခါအရှိမှာ85နဲ့စစ်ခဲ့ပြီဆိုတော့65တဆင့် short စစ်လိုက်မယ် result ကတော့အောင်နေသူပဲဖြစ်ရမယ်ဆိုတော့ဒီအဆင့်ဒီ65မှတ်ရတယ်အောင်နေဆိုလို့ရှိရင် 2B လို့ပေးလိုက်မယ်ပေါ့နောက်တစ်ဆင့်ထပ်ဆင်းလိုက်မယ်40
recess ကတော့အောင်တဲ့သူပဲဖြစ်ရမယ်အဲ့ဆိုတိုက်ခဏန်းနေတိုက်စစ်တဲ့အခါမှာခဏန်းဆိုရင် event နဲ့ comma ထည့်သုံးပေးဖို့မလိုဘူးစာသားဆိုရင် event နဲ့ comma ထည့်ပေးရမယ်နော်ဆိုတော့ C ဆိုပြီးအဆင့် C လို့ပေးလိုက်တယ်နောက်ဆုံးတစ်ခုမှာဆိုတော့ if ဆိုပြီးထပ်ရေးပေးဖို့မလိုတော့ဘူးဘာလို့လဲဆိုတော့80အောင်နဲ့85မှတ်ကျော်ရင် A ရမယ်အောင်လဲအောင်နဲ့65ကျော်ရင် B ရမယ်ပေါ့နော်အောင်လဲအောင်နဲ့40ကျော်ရင် C ရမယ်အဲ့ဒါထက်နည်းသွားရင်တော့တမှတ်နည်းလဲအစစ်မပေးတော့ဘူးတမှတ်မှမရလဲအစစ်မပေးတော့ဘူးဒါပေမဲ့ဘာမှရေးမသွားလို့တော့မရဘူးပေါ့နော် infinite comma အပိတ်ရဲ့အဖွင့်ရဲ့ထည့်ပြီးတော့ခွင်းပိတ်3ခုပိတ်ပေးမယ်ဒီမှာ3ခွင်းစ3ခုစခဲ့ရမလို့3ခုပိတ်ပေးမယ်ပေါ့နော်အဲဆိုအခုနေဆိုလို့ရှိရင် enter မလုပ်သေးခင်ဆိုရင်အောင်လဲအောင်နဲ့88ဆိုတော့သူအဆင့် A ရမှာပေါ့နော်အဲဆို enter လုပ်လိုက်မယ် okay အဲဆိုဒီဟာဒီ formula လေးကတော့ if function ကိုဆိုတော့ n နဲ့တွဲသုံးသွားတာပေါ့နော် if function မှာပုံမှန်ဆိုရင်တော့အဖြေက true value အတွက်တစ်ခု false value အတွက်တစ်ခုနှစ်ခုပဲရှိမယ်တစ်ခုထက်အဖြေကနှစ်ခုထက်ပိုလာပြီဆိုလို့ရှိရင် if တွေကိုထပ်ခါပြန်ပြန်သုံးပြီးတော့မှအဖြေတွေအများကြီးကိုဖြန့်ထုတ်သွားတဲ့ပုံစံနဲ့တွက်သွားတာပေါ့နော်nested if လို့ခေါ်ပါတယ် if တွေကိုထပ်ခါသုံးပြီးတော့မှအဖြေတွေအများကြီးဖြန့်ထုတ်သွားတာပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်ပြီးလေ့လာရအောင်ပါ